ကျွန်တော်ဒီနေ့အားလုံးပဲမြင်ပါပါကျွန်တော်ကိုချက်ပေါင်း channel ကနေကျွန်တော်မိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကောင်းကကျွန်တော်ကတော့ပေါ့နော်ဒါတရက်စာကိုကျွန်တော်ကြိုတွက်ပြီးတော့တင်တယ်ပေါ့ဗျာကျွန်တော်တွက်နည်းနဲ့ပြတာဖြစ်တဲ့ကြောင့်ကျွန်တော်မိတ်ဆွေအနေနဲ့ကြိုင်နေတဲ့ရင်လေးထိုးပါပေါ့နော်ကျွန်တော်ရဲ့ group ကတော့ကျွန်တော်အမှာပေါ့နော် Telegram Viber ကလည်းကျွန်တော်ချပြီးသားဖြစ်တယ်ပေါ့နော်ကိုယ်ကနေကိုယ်ပဲချဖွေပြီးလာခဲ့လိုက်ပေါ့နော်ကျွန်တော် group မှာတော့အမြဲတမ်းတင်တယ်ပေါ့နော်ကျွန်တော်ကပတ်စံပေးစရာမလိုဘူးပေါ့နော်ကျွန်တော် group ပါပေါ့နော်တစုံတရာမှပေးကြမလို့ကျွန်တော်အခမဲ့ပဲတင်တယ်ပေါက်လဲပေးကြမလို့မပေါက်လဲပေးကြမလို့ပါဘူးကျွန်တော်ပြောဆိုနေပဲကျွန်တော်မရှိမှကျွန်တော်ကတိတ်စီးကိုတွက်ပြမှာဖြစ်ပါတယ်ကျွန်တော်တိတ်စီးကိုတွက်မယ်ဆိုရင်ပေါ့နော်အခုလိုမျိုးလေးကျွန်တော်က931ပေါ့နော်ဒီလို3လုံးပေါင်းကြီးက9ဖြစ်တာမို့လို့ပေါ့နော်အခုလို9ရဲ့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 ပေါင်းကြီးကလည်းဒါ9ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က663ညာပေါ့3လုံးပေါင်းလိုက်ရင်ကျွန်တော်တို့က200အဲ့ဒီ3လုံးပေါင်းချင်း200တာကကျွန်တော်တို့က843ညပေါ့နော်ပေါင်းချင်းကလည်းကျွန်တော်တို့ဆိုရင်2ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကဒီနောက်ပိတ်ကိုတွက်တဲ့အခါမှာပေါ့နော်698ပေါ့နော်အခုလို698 3လုံးပေါင်းတဲ့အခါမှာကျွန်တော်တို့ဆိုရင်3ရတယ်ပေါ့ဗျာအဲ့လို3ရတာကကျွန်တော်တို့3နဲ့9နဲ့ပေါင်းချင်းက30ပေါ့နော်ကျွန်တော်က3ဖြစ်ရှင်တာမို့လို့ကျွန်တော်က3ထည့်လိုက်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ရဲ့12နာရီခန်းပေါ့နော်3ထည့်ဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်ကတိတ်စီးကိုတွက်ပြတာပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိတ်ကိုထပ်မှန်ပြီးတော့တွက်ပြမယ်ပေါ့နော်အဲ့တော့နောက်ပိတ်ကိုကျွန်တော်တို့တွက်တဲ့အခါမှာလေးပေါ့နော်ကျွန်တော်ကကြိုတင်ပြီးတော့ကျွန်တော်ရေးထားတယ်ပေါ့အခုလို8ရဲ့9ရဲ့3ရဲ့ပေါင်းချင်းရတယ်ကျွန်တော်မျိုးစင်ကကျွန်တော်တို့က6ရတယ်အဲ့ဒီလို3လုံးပေါင်းချင်း6ရတာကကျွန်တော်တို့ကအခုလို664ပေါင်းချင်းရတယ်ကျွန်တော်မျိုးစင်က6ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကနောက်တစ်ပြင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6ကိုပေါင်းလိုက်ရင်ကျွန်တော်တို့က9ရတယ်အဲ့ဒီလို3လုံးပေါင်းချင်း9ရတာကကျွန်တော်တို့3ည4 5 3လုံးပေါင်းချင်းကလည်း9ဖြစ်ပါတယ်နောက်တစ်ခုရင်လည်းကျွန်တော်တို့က269ပေါ့နော်3လုံးပေါင်းချင်းကခွန်ပေါ့နော်အဲ့ဒီလို3လုံးပေါင်းချင်းခွန်ဖြစ်တာကလည်းကျွန်တော်မျိုးစေပြန်ကျွန်တော်တို့ကဒီမှာ2လုံးပေါင်းချင်းက4ပေါ့နော်အဲ့တော့ကျွန်တော်ကခွန်ဖြစ်ချင်တာမို့လို့ကျွန်တော်တို့က3ထည့်လိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ12နာရီခဏ3ထိပ်နဲ့3ပိတ်နဲ့ကျွန်တော်ကဒီ3ထိပ်3ပိတ်ဆိုတော့ပေါ့နော်ကျွန်တော်ကဒီသူ့ပါဝါနက်ခတ်ရိုက်ပြီးတော့ယူထားတာပေါ့နော်ယူထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မျိုးစေပြန်ဒီမှာ33နဲ့ပေါ့နော်33နဲ့88နဲ့ကကျွန်တော်က main ပေါ့ဗျာနော်3388က main အရင်ကကျွန်တော်တို့ကဘာလဲဆိုတော့ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ83နဲ့53နဲ့ကအရင်ပေါ့နော်ဒါကကျွန်တော်ကတော့တွက်နည်းနဲ့တွက်ပြတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေများတွက်တယ်ဆိုတော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တွက်နည်းနဲ့ပြတာမိတ်ဆွေတို့အနေနဲ့ကြိုင်နေတဲ့ရင်လည်းထိုးပါပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel ကိုအခုမှလာရောက်လည်ပတ်တဲ့လူတွေကလည်းပေါ့နော် like and subscribe လုပ်ထားလေးရပါတယ်မလုပ်လေးရပါတယ်ပေါ့နော်ကျွန်တော်ကတော့တွက်နည်းနဲ့ပြတာဖြစ်တဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့ကြိုင်နေတဲ့ရင်ထိုးပါကျွန်တော်ကတော့ထွက်မယ်လို့တော့မဆိုလို့ဘူးဒါမိတ်ဆွေတို့ကိုကျွန်တော်ကတက်သိနားလေအောင်တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခု12နာရီခန်းကိုကျွန်တော်ကတွက်ပြပြီးဖြစ်တဲ့ကြောင့်ကျွန်တော်ကညနေခင်း4နာရီခန်းကိုထပ်မံပြီးတော့တွက်ပြပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီလိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒါ1 chain ပေါ့နော်1 chain ကိုကျွန်တော်ကစပြီးတော့ကျွန်တော်ကတွက်ပြမှာပေါ့နော်1 chain ကိုတွက်တဲ့အခါမှာလည်းပေါ့နော်ကျွန်တော်ပြည်စင်များကျွန်တော်တို့အခုလိုမျိုးပေါ့နော်389ပေါ့နော်ပေါင်းချင်းကကျွန်တော်တို့က20ပေါ့ဗျာ20ဆိုတော့ကျွန်တော်3ညပဲယူရအဲ့တော့3ညဆိုတော့3ညရဲ့ပါဝါ9ပေါ့ဗျာ3ညရဲ့ပါဝါ9ယူလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ9ပိတ်ဆိုပြီးတော့ကျွန်တော်တို့ကဆင်းတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့နောက်တစ်ပင်ကိုကျွန်တော်တို့ကစက်ကြည့်မယ်ဆိုလို့ချင်းပေါ့နော်ကျွန်တော်တို့ခွန်54ပေါ့နော်3လုံးပေါင်းချင်းက6ပေါ့နော်အဲ့တော့6ဆိုတော့ကျွန်တော်တို့ကဒီမှာ6ရဲ့ပါဝါ1ဆိုပြီးတော့ပေါ့နော်ပါဝါယူထားတယ်ပေါ့နော်6ဆိုတော့6ရဲ့ပါဝါ1ဆိုတော့ဒီမှာ6နောက်ပိတ်ဆင်းတယ်ပေါ့ဗျာထပ်မှန်ပြီးတော့ကျွန်တော်ကနောက်တစ်ပင်ကိုကျွန်တော်တို့စက်ကြည့်မယ်ပေါ့နော်939ပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်တို့က4ရတယ်4ရဲ့ပါဝါကျွန်တော်က6ဆိုပြီးယူထားတာပေါ့နော်ထပ်မှန်ပြီးတော့ကျွန်တော်တို့နောက်တစ်ပင်ကိုကြည့်မယ်ဆိုလို့ရှိရင်ခွန်63 3လုံးပေါင်းချင်းကြီး6ပေါ့နော်အဲ့ဒီလို3လုံးပေါင်းချင်း6ဖြစ်တာမို့လို့တဲ့6ရဲ့ပါဝါကိုကျွန်တော်ကတိယူထားခြင်းဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တွက်နည်းနဲ့ပြတာเนาะမိတ်ဆွေတို့ကိုကျွန်တော်တွက်နည်းနဲ့ကျွန်တော်တွက်တတ်အောင်လည်းတင်ပေးတယ်ပေါ့နော်ကျွန်တော်ရဲ့ group မှာလည်းပေါ့နော်လာကြည့်လို့လည်းရတယ်ပေါ့နော်ဒါထိုးမထိုးပေါ့ဗျာမိတ်ဆွေတို့အနေနဲ့ကိုကြိုက်မှကိုထိုးမှ9%နဲ့ကိုပေါ့နော်ဒါလေးလည်းရှိပါတယ်ကျွန်တော်ကတော့ထွက်ပါမယ်လို့လည်းမဆိုလို့ဘူးပေါ့နော်ဒီလိုမျိုးနဲ့ပေါ့နော်ကျွန်တော်ရက်တီလာတာလည်းကြာပြီပေါ့နော်ဒါမိတ်ဆွေတို့ကျွန်တော်ရဲ့ဒီ Golden Tracker Channel ရှိတယ် Universal Money Channel ရှိတယ်ပေါ့နော်ကျွန်တော်မတင်လဲထားတယ်ပေါ့ထပ်မှန်ပြီးတော့ကျွန်တော်ကမိတ်ဆွေတို့ကိုဗာလဲဆိုတော့ကီးကိုထပ်မှန်ပြီးတော့ကျွန်တော်တို့တွက်မယ်ပေါ့နော်ကီးကိုတွက်မယ်ဆိုတော့လေကျွန်တော်ကတစ်ခါတည်းပဲရေးထားတာပေါ့နော်အခုလို985 3လုံးပေါင်းချင်းဒီကျွန်တော်တို့က8ရတယ်အဲ့တော့8ကိုကျွန်တော်ကမူတည်ထားလိုက်တယ်8ရဲ့ပါဝါက3ပေါ့နော်8ရဲ့နက်ခတ်ကိုကျွန်တော်တိတ်ယူလိုက်တယ်ပေါ့နော်ဒါကြောင့်မို့လို့1.5ဆိုပြီးတော့ထိပ်ပြီးမှဆင်းတယ်ထ
ထပ်မံပြီးတော့ကျွန်တော်တို့က4-5ခွန်ပေါ့နော်ကျွန်တော်မရှိမှာ4-5ခွန်3လုံးပေါင်းခြင်းကကျွန်တော်တို့က6ရတယ်အဲ့တော့6ရဲ့ပါဝါကျွန်တော်ကတိတ်ထားတယ်6ရဲ့နှစ်ခက်က9ပေါ့နော်အဲ့တော့ဒီမှာ6ဆင်းတယ်ပေါ့ဗျာ4-3ည3ပေါ့နော်3လုံးပေါင်းခြင်းကခွန်ပေါ့နော်အဲ့တော့ခွန်ရဲ့ပါဝါကကျွန်တော်က3ညယူလိုက်တယ်3ခွန်ရဲ့နှစ်ခက်ကို3ညယူလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကခွန်နဲ့3ညကီးပေါ့ဗျာတတ်မှတ်ပြီးတော့ကျွန်တော်ကနောက်4နိုင်ခွဲကိုကျွန်တော်တို့ဖွင့်နေ4နိုင်ခွဲကိုခဏကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာ368ပေါ့နော်3ရဲ့6ရဲ့8ရဲ့ကိုကျွန်တော်တို့ကပေါင်းလိုက်တဲ့အခါမှာခွန်ရတယ်ခွန်ရဲ့ပါဝါကကျွန်တော်က2ပေါ့နော်ခွန်ရဲ့နှက်က3ညပေါ့နော်အဲ့တော့ကျွန်တော်ကခွန်နဲ့3ညဆိုပြီးတော့ရတယ်ပေါ့ဗျာအဲ့တော့ကီးကခွန်နဲ့3ညရဲ့ကျွန်တော်တို့ကဝမ်းချင်းက6တည့်ရပေါ့နော်6တည့်ရ9နဲ့3ညရေကိုကျွန်တော်တို့ကကတ်မယ်ပေါ့ဗျာကတ်လိုက်တဲ့ခါမှာကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်ပြည်မှာကျွန်တော်တို့က main ကွက်အနေနဲ့ကျွန်တော်က3ပရိတ်နဲ့10ပရိတ်ကိုကျွန်တော်အလေးနဲ့ထားတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ main ကွက်ကညနေခင်း4နာရီခွဲမှာခွန်6ရေ1နှစ်ရေ6နှစ်ရေဆိုပြီးတော့ပေါ့နော်ဒါ main ကွက်ကိုတင်ထားတယ်အရင်က60 1ခွန်1 3ညပေါ့နော်အဲ့တော့ကျွန်တော်ကတွဲပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မရှိနေနဲ့ကျွန်တော်ရဲ့တွက်နီးကိုကြိုက်တယ်ဆိုရင်လည်းထိုးပေါ့ဗျာနော်မကြိုက်ဘူးဆိုရင်လည်းမထိုးပါနဲ့အဲ့တော့ကျွန်တော်ကဟောနော်မဟုတ်ကျွန်တော်ကနန်းကိုမထိုးလို့ပေါ့နော်မပေါက်ဘူးဆိုကြတော့ညားလဲပေါ့နော်ကျွန်တော်ကစိတ်ကွက်တာလည်းမရှိပါဘူးအဲ့တော့ကျွန်တော်ကရုမှာလည်းကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ရှောင်းကောင်း channel မှာလည်းတင်ပေးခဲ့တယ်ပေါ့နော်9-3ည main ကွက်ဝင်တယ်ပေါ့နော်တို့တော့ညာလည်းကျွန်တော်ကရတယ်မရဘူးဆိုတော့လေကျွန်တော်ကနန်းထွက်သွားပါပြီလို့ပဲကျွန်တော်ကကျွန်တော်ကိုကျွန်တော်အတိမပြုတ်လိုက်တာကလွယ်လို့တော့နော်ဘာမှမရှိပါဘူးကျွန်တော်ကိုယ်တိုင်လည်းကရုမှာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် channel စပြီးတော့ပေါ့နော်ဟိုအရင် channel တွေစားထောင်ခဲ့တဲ့ကကျွန်တော်ငွေကြေးနဲ့ပတ်သက်လာပြီးတော့ဘယ်သူ့ကိုမှတစုံတရာကောက်ခံခြင်းမရှိပါဘူးအဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီလောက်ဆိုရင်အစီအစဉ်ဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုဒီမှာနေနားလိုက်မယ်ကျွန်တော်အားလက်တဲ့အချိန်လေးတွေမှာဆိုလို့ရှိရင်ကျွန်တော်ထပ်မံပြီး YouTube မှာတင်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ